ဒီတစ်ခေါက်တော့ Huawei Watch Face 5 series အကြောင်းကိုပြပြပေးပါမယ်။ Huawei မြန်မာကနေပြီးတော့ဒီမြန်မာမှာမိတ်ဆက်တဲ့ပွဲကိုကျွန်တော်တို့ dashboard ကိုဖိတ်ထားတဲ့အတွက်တွားပြခဲ့တယ်။ဒီပွဲမှာဆိုလို့ရှိရင်တော့မိတ်ဆက်သွားတာကတော့နိုင်ကနှလုံးမှာ Pro နဲ့ရိုးရိုးပေါ့။ဆိုတော့တခြားလောက်ကြည့်လိုက်ကြတာပေါ့။ထုံးစံအတိုင်းပဲ Pro version မှာထူးခြားတာဆိုလို့ရှိရင်တော့ပထမဆုံးလို့ပြောရမယ်စီးကြိုဖြစ်နိုင်ခြေကိုစမ်းစစ်ပေးနိုင်တဲ့စနစ်ပါဝင်လာတယ်။စီးကြိုဖြစ်နိုင်ခြေကိုစမ်းစစ်ပေးတာပါစီးကြိုကိုတိုင်းပေးတာမဟုတ်ပါဘူး။သူကဘယ်လိုမျိုးသုံးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Watch Face 5 Pro ကို3ရက်ကနေပြီးတော့14ရက်လောက်အထိပတ်ထားရမယ်။ကျွန်တော်တို့ဒီပတ်ထားမယ်ဆိုလို့ရှိရင်ဗျာဒီနိုင်ကကျွန်တော်တို့ရဲ့ဒီနေထိုင်မှုပုံစံတွေကိုစမ်းစစ်မယ်။ဒီလူကစီးကြိုဖြစ်နိုင်ခြေရှိလားမရှိဘူးလားဆိုတာကို level 3ခုနဲ့ခွဲပြီးတော့ပြပေးမယ်ပေါ့။ဒီမှာဆိုလို့ရှိရင် low ရဲ့ medium ရဲ့ high ရဲ့၃မျိုးကိုတွေ့ရလိမ့်မယ်။ဒီဥစ္စာကတော့ဗျာဒီကျမ်းမာရေးလက်ပတ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ feature လို့ပြောရပါလိမ့်မယ်။ဒီနိုင်ရဲ့ design တစ်မျိုးလုံးကတော့လုံးဝကိုပေါ့ပါနဲ့ပတ်လို့အဆင်ပြေတဲ့ပုံစံတွေကပဲဖြစ်တယ်။ material ဆိုလို့ရှိရင်လည်းဗျာ aluminum တွေဘာတွေကိုသုံးပေးထားတယ်။ဆိုတော့ဒီနိုင်တွေကကျမ်းမာရေးလက်ပတ်ဆိုတဲ့အတိုင်းပဲဗျာ workout mode တွေမျိုးစုံပါဝင်တယ်။နောက်ပြီးတော့ဒီ golf phone မှာဆိုလို့ရှိရင်လည်းဗျာမြန်မာပြည်မှာရှိတဲ့ကောက်ကွင်းတွေရဲ့မြေပုံကိုပါကြည့်လို့ရမယ်လို့ပြောပါတယ်။နိုင်ရဲ့ web page လေးတွေကလည်းဒီနှစ်တော့အသစ်ဆန်းလေးတွေပါလာတယ်လို့ပြောတယ်။ကျွန်တော်တွေ့ရဆိုလို့ရှိရင်တော့ဒီ all-in on display စနစ်လေးကဗျာကြည့်ရတာဆိုလို့ရှိရင်တည်သက်လေးလုပ်ပေးထားတာကိုတွေ့ရတယ်။ Huawei နိုင်တွေမှာဆိုလို့ရှိရင်ထူးခြားမှုကနောက်ထပ်2ခုရှိပါသေးတယ်။မြန်မာဖောင်လည်းရတယ်မြန်မာ keyboard လည်းရတယ်လို့ပြောပါတယ်။နောက်တစ်ခုကတော့သူကဒီ Android ဖုန်းတွေနဲ့မကဘဲနဲ့ဗျာ iPhone တွေနဲ့ပါချိတ်ပြီးတော့သုံးလို့ရတယ်။ကဲပါဒါကတော့ကျွန်တော်စမ်းပြီးသုံးခဲ့တဲ့ Huawei Watch Face 5 series ရဲ့ထူးခြားမှုတွေကိုပြပြခဲ့တာပါ။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။